one so dinya ma do phrases now ta set long ko tu li la ja aw error you got this a day pa jaro nen da ko lok nain de you can do it so right day pa be phit pare example ja aw I know the exam is hard but you got this just stay confident okay just stay confident error I know the exam is hardစမေပွဲခက်ခဲတယ်ဆိုတာကိုငါသိပါတယ်ငါနားလဲတယ်ဘောနော် but ဒါပေမဲ့ you got it နင်ဒါကိုလုံနိုင်တယ် just stay confident အဲ့တော့ယုံကြည်မှုလေးယုံကြည်မှုရှိပါယုံကြည်မှုရှိနေမှာဘောနော် error I know the exam is hard but you got this just stay confident အဲ့ဆိုရင် you got this အတိတ်ပဲကျတော့နင်ဒါကိုလုံနိုင်တယ်နောက်တစ်လုံးသွားရအောင်That's a good point. That's a good point. အဓိပ္ပာယ်ကတော့အဲ့ဒါအဓိပ္ပာယ်ရှိတယ်အဲ့ဒီဟာအဓိပ္ပာယ်ရှိတယ်ငါသဘောတူတယ်ပြောတာမှန်တယ်အမျိုးပုံစံပေါ့နော်အဓိပ္ပာယ်အဲ့တော့ example ကြည့်အောင် That's a good point. I should be more careful next time. အဲ့တော့နင်ပြောတာမှန်တယ် I should be more careful next time ဆိုတာနောက်တစ်ခါကျရင်ငါပို့ပြီးတော့မှတတိထားတဲ့နယ်တတိရှိတဲ့နယ်ပေါ့နော်ဆိုရမယ်နော်နောက်တစ်ခု it depends အတိပ္ပယ်ကကျတော့အရှိအနေအရာပဲပေါ့နော်အရှိအနေအရာပဲပေါ့ example ကြည့်အောင်ဥပမာတဲ့ရမေးမယ်ပေါ့နော် Where you go out tonightနင်းဒီညအပြင်ကိုသွားမလားဆိုလို့ရှိရင်ကိုပြန်ဖြေလို့ရတယ် it depends on the weather အဲ့တော့ရာသီဥတုအရှိအနေအရပဲဒီညနေအပြင်သွားမလားရာသီဥတုအရှိအနေအရပဲအဲ့တော့ you got this နင်းဒါကိုလုံနိုင်တယ် that's a good point အဲ့ဒါနင်ပြောတာအတိတ်ပဲရှိရဲ့သဘောတူတယ် it depends အရှိအနေအရာပဲအဲ့ဆိုရင်ရမယ်လို့ထင်ပါတယ် see you in the next video bye